Michael Carrick နဲ့ပတ်သက်ပြီးတော့မှသတင်းကောင်းတစ်ခုရှိပါတယ်အားလုံးပဲမင်္ဂလာပါ3 minute United ကနေဆက်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့တွန်းဆန်တိုင်းကြိုစားဖြစ်ပါတယ် Okay ဒီကနေ့မှာတော့ United ပြည်သက်တွေဖြစ်တဲ့ကျွန်တော်တို့တွေတက်ကလုံးဝကိုသတင်းကောင်းလေးပါအဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်ဒါ Fabrizio Romano ရဲ့ပြီးတော့မှ The Athletic ရဲ့နော် Sky Sport ရဲ့အဲ့ဒီသတင်းတွေကနေပြီးတော့မှပြောကြားသွားတာပေါ့နော်ဆိုတော့ဘာလဲဆိုလို့ရှိရင် United ရဲ့အားကစား Director Jason Welcome နဲ့ဒါ CEO Omar Brada တို့က United ရဲ့အမြဲတမ်းနီးပြနေရာအတွက် Michael Carrick ကိုခန့်အပ်တော့မယ်ဆိုပြီးတော့မှတင်ကြားရတာပါအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လဲဒါ Sergeant Redcliffe တို့အဖွဲ့ကိုဒါ Jason Welcome နဲ့ Omar Brada တို့က report တင်သွားမယ်လို့ကြားသိရပါတယ်ဆိုတော့ဒီသတင်းကတော့ရာဒီမကုန်ခင်မှာပဲ United နီးပြအမြဲတမ်းနေရာအတွက်ဒါ Michael Carrick ဟာစာချုပ်ဖို့99%တေချာတယ်လို့ဖြစ်သွားပြီလို့ပြောလို့ရပါတယ်အဲဆို United ပြည်သက်တွေကတော့ဒါ United ပြည်သက်တွေတော့ကတော့ဒါတင်းကောင်းတဲ့ပုတ်ပေါ့ဗျာဖြစ်လေဖြစ်တင်ပါတယ်အဲ့တော့နီးပြအမြဲတမ်းနေရာခံဖို့အတွက် Carrick ကို United ရဲ့ Academy ကစားသမားအစ Senior Team ကစားသမားလေးတွေကအစပြီးတော့မှဒါအတင်းရဲ့ဝန်ထမ်းတွေကလည်းအကုန်လုံးကိုဒါ Michael Carrick ကိုထောက်ခံနေကြတယ်လို့ကြားသိရပါတယ်ဒါဟာလုံးဝကိုဖြစ်တင်ပါတယ်ပြီးတော့မှဒါ United မှာက Michael Carrick ရဲ့ဥဆောင်မှုနဲ့သူနော်တော်တော်လေးကိုအခြေအနေဆိုးရွားတဲ့ပုံစံကနေပြီးတော့မှအခုဆိုနှစ်ကြာဝေးကွာနေတဲ့ Champion League ကိုလည်းဝင်ခွင့်ရသွားပြီဒါကြောင့်မို့လို့ Michael Carrick ကိုတော်တေချာလေးနဲ့နော်ဒါနေရာဒီမှာ sport ပေးလိုက်မယ်ဆိုလို့ရှိရင် United ဟာအောင်မြင်တဲ့ကာလကိုခစ်တစ်ခုကိုအစချီပြီးတော့မှသွားနေပြီလို့ပြောလို့ရပါတယ်အဲ့တော့ United မှာအခုလိုအပ်နေတာကကျွန်တော်ထင်တာကတော့ world class ကစားသမားမဟုတ်ဘူးဗျအဲ့လောက်ထိမလို့ quality ရှိတဲ့ကစားသမားတွေပဲလိုတာ quality ရှိတဲ့ကစားသမားတွေရောက်လာပြီဆိုလို့ရှိရင် Michael Carrick အနေနဲ့ United ရဲ့အတိတ်ကရွှေအိုရောင်ကာလတွေကိုပြန်လဲတဖန်ထမ်းတင်ပေးနိုင်ခဲ့လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်နော်အဲ့တော့ဒါ United ရဲ့တာဝန်ရှိတဲ့လူတွေဒါ Carrick ကိုနီးပြနေရခန့်လိုက်ပြီဆိုလို့ရှိရင်နေရာဒီမှာခန့်မှန်မြန်တဲ့ဒါရောင်းတဲ့ကစားသမားတွေကိုရောင်းမယ်ပြီးရင်အပြောင်းရွှေ့ဈေးကွက်မှာဆန္ဒပြောခဲ့တဲ့အတိုင်း world class မလို့ဘူး quality ရှိတဲ့ကစားသမားကိုခေါ်ထက်နော်ကိုပြောရရင်ဗျာနောက်ရာဒီမှာကျွန်တော်တို့ကတော့ဒါတော်တော်လေးကိုမှိန်လေးနဲ့အထက်စီးကနေတော်တော်များများကြည့်ရလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်နေတယ်နော်တစ်ခုကိုစိတ်ထဲကနေခံစားနေရတယ်အငွေ့တက်လေးတွေခံစားနေရတယ်အဲ့တော့ကျွန်တော်တို့ United ပြည်သက်တွေလည်းအရင်ကဂုံယူဝင်ကြွားခဲ့တဲ့ပုံစံအတိုင်းပြန်လဲတဖန်နော်အထက်တန်းကနေပြီးတော့မှပြန်လဲဂုံစာခွင့်ရတော့မှာပါနော်အဲ့တော့ဗျာ Michael Carrick နဲ့ပတ်သက်ပြီးမှကျွန်တော်တို့ကြည့်တဲ့ချိန်မှာညီကိုတို့လည်းတိကျမှာပါ United လိုအတင်းမျိုးကတန်းစင်းစုံတော့မှာဝဲလေလုံနေရမယ်အတင်းမျိုးမဟုတ်ပါဘူး United ရဲ့ brand ဟာလည်းအဲ့ဒီနားမှာဝဲလေလုံနေရမယ် brand မဟုတ်ပါဘူးเนาะအဲ့တော့ Jason Welcome နဲ့ Omar Brada ကအမှားလုပ်ခဲ့တယ်လို့ပြောရမယ်ဆိုလို့ရှိရင် Amorim ကိုနီးပြခန့်လိုက်ခြင်းပါပဲเนาะ Amorim ကဘလောက်တော်တဲ့နီးပြပဲဖြစ်နေမေးစေ United ရောက်လာတော့တန်းစင်းစုံတော့မှာဝဲလေဖြစ်နေတာဟာလုံးဝကိုမဖြစ်တင်တာပါသူ့မြန်ရှင်းထုတ်လိုက်ပြီးတော့မှ United က Michael Carrick လိုနီးပြမျိုးကိုပြန်လဲခန့်အပ်နိုင်ခဲ့တာတော်တော်လေးကိုကောင်းပါတယ်ပြီးတော့ Michael Carrick ရဲ့ပုံစံကိုကြည့်ရတာကတော့သူ့ရဲ့နီးစနစ်လေးတွေကရိုးရှင်းတယ်လို့ထင်ရပေမဲ့ပြန်ဘက်အတင်းတွေကကျွန်တော်တို့ United အတင်းကိုနိုင်အောင်ကစားလို့မရတဲ့အတင်းဖြစ်နေတယ်ဗျနော်တော်ရုံနိုင်အောင်ကစားလို့ရတဲ့အတင်းမဖြစ်ခဲ့ဘူး United ဟာအဲ့ဒါကြောင့်မလို့ Michael Carrick ရဲ့နီးစနစ်ဟာရိုးရှင်းတယ်လို့ထင်ရပေမဲ့အစိတ်ပြင်းတယ်နော်အစိတ်ပြင်းတယ်နော်ကျွန်တော်တို့ Michael Carrick ကိုကြည့်ရတာဗျာကျွန်တော်တို့ Sir Alex Ferguson ကိုတော့တတိရတယ်ဗျာ Sir Alex Ferguson လည်းခင်ဗျားတို့ညီကိုတွေကျွန်တော်ပြောမယ်တတိထားမိလားမသိဘူးဒါဘာစီလိုနာတို့လိုမျိုးတော့ Guardiola ရဲ့နီးစနစ်လိုမျိုးဒါရှုပ်ထွေးစွာနဲ့ဒီလိုဟိုပေးဒီပေးဟိုပေးဒီပေးအဲ့လိုမျိုးပုံစံနဲ့မဟုတ်ဘူးဗျာသိတယ်မလားလွတ်လပ်ကစားနိုင်ချင်တဲ့စိတ်နဲ့ကစားဟာလားလွတ်လပ်ကစားခိုင်းတော့
ပြီးတော့အရေးကြီးတဲ့ပွဲမှာဘယ်ကစားတိုင်းအတင်းရဲ့ဘယ်ကစားသမားကိုတော့ကျွန်တော်တို့အတင်းကဘယ်တယောက်ကအဲ့ဒီကစားသမားကိုထိန်းရမယ်မလွတ်တမ်းထိန်းရမယ်ဆိုတော့ညွန်ကြားချက်လေးတွေလိုအပ်တဲ့ညွန်ကြားချက်လေးတွေပဲပေးတာအတင်းဖိအားပေးပြီးတော့မှဒါကစားသမားတွေကိုမင်းဒီလိုလုပ်အတင်းဖိအားပေးမှကစားခိုင်းတဲ့ဗျူဟာမျိုးမဟုတ်အဲ့တော့အဲ့ဒီအငွေ့တက်ကအခုကျွန်တော်တို့ Michael Carrick မှာပြန်လဲတဖန်ခံစားနေရတယ်ကျွန်တော်တို့နော် Michael Carrick ကဒါသူ့ရဲ့ဒီဗျူဟာတွေကရိုးရှင်းတယ်လို့ထင်ရပေမဲ့အစိတ်ပြင်းတယ်ဗျနော်အတင်းကြီးတွေကိုအကုန်နိုင်အောင်ကစားတာဒီကောင်နော်အတင်းငယ်ကိုဆိုပြောမနေနဲ့တော့ဗျာတပွဲတင်လေကတော့စာ Alex လည်းရှုံးတာပဲလေဟုတ်တယ်မလားဒါတော့နားလေပေးရမှာပေါ့ပြင်သူဆိုပြင်ဆင်ခွင့်တော့မရအောင်တခါတည်းစုပ်ပြတ်တဲ့နေတဲ့အတင်းမှလာပြီးတော့မှဒါအတင်းကိုပြန်နေဆွဲတင်နေရတဲ့ကာလမှာတော့မှဒါလို့အတင်းကြီးရအကုန်လုံးကိုဖြိုချနိုင်တယ်ဆိုတော့မင်းသူ့ရဲ့စိတ်ချက်ကစားသမားတွေခေါ်နော်တခြားလေးရာဒီတိုမှာပြင်ဆင်ပြီးတော့မှလုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ United ဟာလုံးဝကိုခစ်တစ်တစ်ခုကိုအစချီနေပြီလို့ပြောလို့ရပါတယ်။ဘာပြောဗျာဒီနေ့တော့ကျွန်တော်တို့ United ပရိသတ်နဲ့ Michael Carrick ကိုချစ်ကြတဲ့ညီကိုတွေအတွက်ကတော့လုံးဝတင်းကောင်းလေးတစ်ခုပါလို့ပြောကြရင်လည်းဒီမှာလက်နာပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်3 minute United ရဲ့ YouTube channel ကိုလည်း like and subscribe လေးနဲ့အားပေးကြပါကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်ဆုံရအောင်နော်